လေးအိမ်သိမ်းမှလေတိုက်ဆက်ဒီအများကြီးပါလာမှာဖြစ်တတ်တယ်တိုက်ဆက်တွေပါလာမိသားစုထဲမှာပေါ့အဲ့လိုလားနော်မိသားစုထဲမှာတိုက်ဆက်တွေအများကြီးပါလာရင်ဘာဖြစ်တယ်လဲဆိုရင်ကျွန်တော်ဒါကတော့တော်တော်များများပေါ့နော်ကျွန်တော်လေးလာခဲ့တဲ့များကြီးနဲ့ကျွန်တော်တိုက်နဲ့ပတ်သက်ပြီးတော့မှတင်ခဲ့တဲ့များကြီးပေါ့နော်မိသားစုမှာတိုက်ဆက်ကတူပါလို့လဲဆိုတော့ကျွန်တော်တို့က3ဦးထပ်ပို့ပါတယ်3ဒါမှမဟုတ်4ဦးပေါ့နော်ဒါပေါင်း3ဦးထပ်ပို့ပါတယ်ပေါ့နော်အများဆုံးအဖြစ်3ဦးထပ်ပို့ပါတယ်ဆိုရင်မိသားစုထဲမှာအကြီးဆုံးမဖြစ်ဖြစ်တဲရပေါ်ဖြစ်ဖြစ်4ဦးမြောက်ပြီးရင်သိတဲ့ပုံစံမျိုးလေးဖြစ်တယ်တိုက်ကိုပြန်ရတဲ့အနေအထားမျိုးလေးဖြစ်တယ်ဒါထူးဆန်းတော်တော်ထူးဆန်းတယ်နော်လူကတော့ဘယ်လိုပြောမလဲမရှင်တဲ့သူကတော့မရှိဘူးအကုန်လုံးတော့ရှင်တာပဲဟုတ်တယ်မလားပေါ့ဟိုမသေးတဲ့လူတော့မရှိဘူးအကုန်လုံးကတော့တေးကြတာပဲဒါပေမဲ့လို့မိသားစုတစ်စုမှာတိုက်ဆက်က3ယောက်ကနေ4ယောက်ဖြစ်သွားရင်1ယောက်ကလုံးဝကိုတိုက်ကိုပြန်ရတယ်တိုက်ကိုပြန်ရတဲ့ပုံစံမျိုးအဲ့လိုမျိုးလေးတွေရှိတယ်ဒါတော်တော်ထူးဆန်းတယ်ကျွန်တော်ပြောတဲ့ဟာအခုကအဲ့လိုမျိုးမိသားစုမှာ10ယောက်မှာ9ယောက်6ယောက်လောက်ကိုဖြစ်တော့တော်တော်လောက်ကိုဖြစ်ကြတယ်တော်တော်ထူးထူးဆန်းဆန်းပေါ့နော်အကြောင်းအရာကတက်ဖို့လဲဆိုတော့ကျွန်တော်တို့ပြောမယ်ဆိုရင်ဥပမာအဖြစ်ပေါ့အမေမှလည်းပါတယ်သားသမီးမှလည်းပါတယ်2ယောက်ထက်ပိုတယ်3ယောက်ထက်ပိုသွားရင်ယောက်ျားတည်ယောက်ျားမတည်အဖိုးတည်တယ်ဖွားတည်တယ်အဲ့ဆိုရင်အဖိုးတည်ယောက်ျားမှလည်းရှိတယ်သားသမီးမှလည်းရှိတယ်မိဘမှလည်းရှိတယ်ဆိုရင်မိန်းမအဲ့လိုမျိုးတည်တယ်အကုန်လုံးကတော့တည်ရတာတော့မှန်တယ်ဒါပေမဲ့လို့ရွေးမတိုင်းခင်ဘယ်လိုပြောရမလဲဘယ်လိုမျိုးဖြစ်ခင်မှာတည်ရတာပေါ့စောစီစီအသက်ထွက်ရတဲ့အနေအထားမျိုးစောစီစီပြန်ရတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်စောစီပြန်ရတာအချိန်ကောင်းမှသွားရတာသိရမလားဘယ်လိုပြောရမလဲတည်ရတော့တည်ရတာပဲနော်ဆုံးတာတော့ဆုံးတာပဲဒါမှမဟုတ်အချိန်ကောင်းမှသိရမလားအဲ့လိုမျိုးပေါ့စောစီးစွာဖြစ်တဲ့ပုံစံမျိုးအဲ့လိုမျိုးလေးတွေရှိတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့လိုမျိုး3ယောက်ထက်ပိုပါလာရင်ဘယ်လိုလုပ်ရမလဲလေးစရာရှိတယ်နော်လေးစရာရှိတယ်ဘယ်လိုလုပ်ရမလဲဆိုရင်တို့တွေကဟုတ်ပေါ့နော်တိုက်ကိုပြန်ခေါ်သွားကကြမှာတေကကြမှာဟဲသူ့မှာတိုက်ဆက်ရှိပါလားဟဲသူ့မှာတိုက်ဆက်တွေဖြစ်ပါလားဟဲသူ့မှာတိုက်ဆက်ရှိတယ်ခုမှသိတယ်အဲ့လိုမျိုးတွေသိကြရတာအများတယ်အဲအကြောင်းစောစီးစီးတတရားဖြင့်စစ်ထားပေါ့နော်အဲ့ဒါဆို3ယောက်ထက်ပိုပါ4ယောက်ဖြစ်နေဘာလို့ရမလဲကြောက်စရာမလိုကျွန်တော်ဒီနေရာမှာပြောတာတော့ကျွန်တော်တိုက်နဲ့ပတ်သက်ပြီးတော့မှ logi ရဲ့အရာပဲပြောမယ်ပေါ့နော် logo တာတော့ကျွန်တော်မပြောတော့ဘူးပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတော့ဘယ်လိုပုံစံမျိုးရှိတော့ logi logo တာနှစ်ခုရှိတာဟုတ်နော် logo တာဘက်ကိုကျွန်တော်မပြောတော့ logi နဲ့ပဲကျွန်တော်ပြောပြမယ်တိုက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါဘယ်လိုလုပ်ရမလဲဆိုရင်အဲ့ဒီကျွန်တော်တို့တိုက်တွေရဲ့သူတို့တွေအကြီးဆုံးပုံကိုကြီးရှိတယ်အကြီးဆုံးပုံကိုကြီးတွေရှီကိုသွားပြီးတော့မှနော်မိမိရဲ့တက်တန်းနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဘယ်လိုသွားတောင်းမတောင်းနိုင်ဘူးဆိုရင်သွားပြီးတော့မှတစ်ခုခုတစ္ဆာဆိုခဲ့အဋိဌာန်ခဲ့အဲ့လိုမလုပ်နိုင်ဘူးဆိုရင်မိမိရဲ့ဂရီတစ်ခုခုကိုအဲ့ဒီရဲ့ပုံကိုကြီးရဲ့အရှိမဂရီတစ်ခုခုရအောင်ကိုပြုလုပ်ခဲ့လုပ်ပါမယ်ဒီနေ့ထဲမှာရအောင်ပြုလုပ်ခဲ့ပါမယ်ဒါကြောင့်မလို့ကျွန်တော်မျိုးမရဲ့ဆွေမျိုးတွေဒီဘဒုဒီပေါ့နာမည်နဲ့အသက်ရှိပါစေအဲ့လိုမျိုးတွေပြုလုပ်ပြီးပြုတ်တဲ့ခါကျရင်ကျွန်တော်တို့ရဲ့အသက်တက်ဆိုတဲ့